စားတော့စားတာစိတ်ကောင်းမရှိဘူးဒါတော့ခဏခဏကိုကြီးရိုက်ကရုပ်မရုပ်ပေါ့မဟမ်မဟဲ့မပြောနဲ့မင်းတို့စားတော့ပြီးရင်အဲ့တပိတ်ဒီပကံတွေကိုရေစအောင်စီမှောက်ထားကြားလား ဟောကပြောကြီး ဟာအေးစစ်တော့ဣတိသောသကောဟာဣတိသောသကောအရဟံသမဏမောတောပိသသရဏသမ္မနောသုကတောဘောဂဝိတုအနုတရောပုရိသသမဂရတိတထာဒေဝအနုဒါနဘုဒ္ဓဘဂဝါတော့ကောင်ဆင်းခဲ့တာတရားတောင်ဆုံးတော့မရသေးဘူးမင်းတို့ကခုစားနေတယ်ခုချက်ချင်းဆင်းခဲ့မင်းတို့ခိုးစားအောင်လားမင်းတို့တောင်းမလားကောင်းတယ် ဘုံကမညာနဲ့ဘုံနဲ့အပြစ်တွေများနေပြီကြက်တွေကလည်းအသားစားကြကုန်ပြီတကြောင်လုံးမရှိတဲ့ပြီးနာမည်နဲ့အသီးဆိုလုံးမှမရှိတော့ဘူးဒီလိုတော့မိုက်နေတာဘုံမညာနဲ့ရိုက်တာကဲရိုက်ပါဦးဘုံမဘုံမခင်ဗျာဘာဖြစ်လဲဆရာကိုပြောတယ်ဟမ်ကျွန်တော်ကိုယ်လေးလက်ဒီကြိုက်ခဲ့ဘူးမစားရင်တော့မရှိဘူးကျွန်တော်အာယူဝဒနာကျမ်းရခင်ဗျာဓာတ်ကြီးလေးပါဖောက်ပြန်နေတာပဲခင်ဗျာကြည့်ရတာလေအရက်တော့တယ်နဲ့တူတယ်ကျွန်တော်တော့ပါအစားတော့ကိုမှန်ရဲ့လားစားတယ်လေမစားတယ်လေဖြစ်နေပါဆရာခမရဒုက္ခပဲမစားမတော့ဘဲနဲ့နေရင်အာဟာရချိုးတက်ပြီးခမရအသက်ပါပါသွားမှာပေါ့ဟုတ်ပါလေဆရာကျွန်တော်အခုအရက်တော့တယ်ဆိုတာကျွန်တော်မိမဆုံးမသွားပြီဒီအရက်ကိုတောက်မိနေတာဆရာအဲ့ဒါစိတ်နောက်ဆိုရင်ဆင်ញင်ဗျာဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ခမရခမရတော့ကျုပ်စီတစ်ခွက်တိုက်ခဲ့မှာဟုတ်ပြီလားဟုတ်ကဲ့နော်စီကိုလည်းတစ်ပတ်စာပေးခဲ့မယ်ဒီစီတစ်ပတ်စာကိုစားပြီးတာနဲ့ခမရစားခြင်းတောက်ခြင်းစိတ်တွေအကုန်လုံးပြန်ဖြစ်သွားလိမ့်မယ်နော်ကျေးဇူးတင်ပါဆရာခဏဆရာအင်းပါအော်ဒီအင်းကွက်လားအဲ့ဒါကျွန်တော်ကိုဆရာတယောက်ကနေထိုးပေးတာလားဒီအင်းခွက်ကတိတ်ထီလဲမြောက်တယ်ဆေးလဲအစွမ်းထက်တယ်
ကျွန်တော်ကုတဲ့လူနာတွေလည်းယောဂပျောက်ကင်းတာပေါ့ဗျာ ဒါဆိုကျွန်တော်လည်းထိုးနေတယ်ဆရာရဲ့ အော်ခင်ဗျားလည်းခက်တော့တာပဲဒီအင်ဝက်ကလူတိုင်းထိုးလို့ရတာမဟုတ်ဘူးကံ၅ပါးကိုလုံးမှဒီအင်ဝက်ကိုထိုးလို့ရတာကံ၅ပါးကိုမလုံတဲ့လူဆိုရင်ဒီအင်ဝက်ကိုထိုးရင်ဒုက္ခရောက်လိမ့်မယ်ဟိုဦးလေးဥပမောင်ရှိလားမသိဘူးဥပမောင်နဲ့တွေ့ချင်လို့ပါ တပည့်မရှိဘူးရှင်အပြင်သွားတယ်ရှင်ကဘယ်လို ဟိုကျွန်တော်ရာသိုးမောင်တိတ်ပါ ဟောကလုံးကတစ်ပြောင်းလာလဲကြာဆိုမောင်တိတ်ဆိုတာ ဟုတ်ပါရဲ့ နာမည်တော့ကြားဖို့ပါတယ်ဒီလိုတော့အခုမှပဲမြင်ပြီးတော့လေတပည့်ကတော့ပြောပါတယ်ရှင်ရိုးသားတဲ့အကြောင်းတော်တဲ့အကြောင်းအများကြီးချီးမွမ်းနေတာဒါနဲ့ရှင်မအဆောင်တော့တစ်ခုရှိပါလား စောင်းကောင်းရဲ့လူတော့မရှိပါဘူးဟုတ်ကဲ့ဒီတော့ကတော့ဆရာကြီးထိုးပေးရတဲ့အင်ကွက်ကြောင့်လားမသိဘူးဗျအခက်ခဲတွေအားလုံးတော့ကြော်လွှားနိုင်တာပဲ ဘာလဲဖြစ်ဖြစ်လေပလိတ်လောကမှာတော့ရှင်တရင်ကမှုေးနေတာပဲ အော်ဒီလောက်လည်းမဟုတ်ပါဘူးကို့ထမင်းကျွေးတဲ့လူကိုတာဝန်ကြီးတဲ့သဘောပါ ဒီလိုပါပဲပညာရှိတွေကကိုနှိမ်ချပြီးပြောတတ်ကြတယ် မက်ခင်မေချီကတော်တော်ပြောကောင်းတာပဲကျွန်တော်မြင်မြင်ချင်းခင်သွားပြီဗျာ တကယ်လား တကယ်ပြောရပါမက်ခင်မေချီကရုပ်လဲချိုးတဲ့သဘောလဲကောင်း ဟောအကူစားချင်တာလည်းချက်ကြွေးအောင်မယ်ဘယ်ရောက်ခုတဲ့နေရာတွေကိုလည်းလိုက်ပို့အောင် ကျေးဇူးတင်ပါတယ်ကဲဦးလေးလာပြောလိုက်ပါကျွန်တော်လာသွားတယ်လို့ ဟုတ်ကဲ့ပါရှင် ဟုတ်ပြီပါဒီနေ့အဖိတ်ဖြစ်တဲ့အတွက်လက်ပြနာဥပုပ်တယ်ဒီစားဖို့အတွက်အစီအစဉ်တော်လုပ်လိုက်ပါအောင်ဗျာ ။ဒီကောင်တွေအမိုက်ကိုပြောင်းတဲ့နောက်ခေတ်တော့ရောရေဖြစ် ဟုတ်ဗျာဒီတော့ဒီကြောင်းမှာတဲခွင့်ပြုပါဗျာ ။ဘယ်ကြီးကဘယ်ကလာလို့ဘယ်ကိုသွားမှာလဲ ပညာဒါနပြည်ရင်းနဲ့နေတကာလိုက်ပြီးဖြစ်ခုနေတဲ့သိစရာပါဗျာ ။တရားတွေရဲ့အသက်ကိုကယ်ရနေတယ်ပြော။လာပြီ။ကျောင်းမှာတော့ဥသိရဲ့ကိုယ်နှစ်ပါးရဲ့ကျောင်းသားပေါင်းလည်းရှိတယ်။လွတ်လာနေပြီတော့ ပြင်ပါဗျာ လာကျောင်းမှာတော့ စားတော့ပြည့်နေတာကြာပြီရညကြအေးလို့လားမသိဘူးအဆင့်မြင့်တွေကြိုက်တယ် အာယုဘောဇနာပြန်လို့ရဆိုရင်ဟုတ်အားဒီလေးပါဖောက်ပြန်တယ်တော့အပူကြီးပြီးတော့ဝင်းချုပ်တာပါဗျာဒီစိတ်လေးဖုံးဝေးလိုက်ပါလေစေးတော့ပြီးလာလေအပူကြပြီးဝင်တက်လာရင်အစာလေးဝင်လာမှာပါဗျာအစာစားရင်အားဖြစ်တယ်အဲ့ဒီအားကိုထိမ့်သိမ့်ထောက်လို့လိုရတယ်ဗျာအစာစားတဲ့အခါမှာအပူအေးညှက်တောင်စားဖို့လိုပါတယ်ဗျာ ။ကောင်းပါပြီ။တခါကြီးတဲ့ရောက်တော့နှစ်တော့တော့နေတော့အောင် တင်ပါဗျာ ဆရာကြီး ။ဟာလဲမမဟုတ်ဘူး ကျွန်တော်ကိုစိတ်ကူပဲပညာသင်ပေးပါလား ။စိတ်ပြကြ။အေးလေ။မင်းကလူလိုချင်းနဲ့နေနေဆိုတော့ဆရာကြီးကမသင်ပေးရဘူး
哎，老瓦古老表， ဒီလိုပါဥစားရဲ့ဟဲ့တန်းနာမဲ့ဘယ်သူ 这是 ဟဲ့ 不能让没了不能让贝蒂， ပေးပြီဟောမင်းတို့မိဘတွေရော 老瓦没办学， မိဘတွေမရှိတော့ဘူးဟုတ်ဖြစ်မှဖြစ်ရလိမ့်ကွာတာကြည့်လိုက်ရင်ဘာလုပ်လဲ 真的是， ချမ်းသာခြင်းဥစ္စာပညာကုသိုလ်ရဖို့လူတယောက်မှာကံဉာဏ်ဝိရိယဆိုတဲ့အဲ့တုံးမှာတူအဲ့ဒီသုံးချက်ပြည့်စုံပြီဆိုရင်ချမ်းသာရုံမခဲပါဘူးကြီးကနော် ဟာကလေးတော့ရှင်းနေအောင်နေထိုးပေးနေတာလားဟွန်းအယူဘုံမြောက်ကိုအုံးကြီးပေးလို့တော့ဖြစ်တော့မှာပဲတဲ့လူလေးတို့ဆရာကြီးအခုထိုးပေးတဲ့ဆေးပင်ကြောင့်ဟာတစ်ချိန်မှလူလေးတို့အတွက်အသုံးဝင်လာလိမ့်မယ်ဒီဒါပေမဲ့ကျန်တဲ့သုံးပါးကိုစိကကိုပဲကံ၅ပါးကိုလုံယုံထင်ရလိမ့်မယ်အဲ့ဒီလိုဆိုရင်ဒီဆေးပင်ကြောင့်ဟာလူလေးတို့အတွက်အဖို့တန်တဲ့အဆောင်ကောင်းဖြစ်လာပြီဟုတ်ပြီလား